ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝညာနာသူ့နေရာမှာငါသာဆိုရင်အသက်လူကျင့်ဝင်ဆိုတဲ့အသက်ဆိုတာကစီးပွားရေးလောကမှာသာအရေးကြီးတာမဟုတ်ပါဘူးနေရာတိုင်းမှာရှိရမယ့်အရာဖြစ်ပါတယ်ဘယ်လိုလုပ်ငန်းစဉ်မျိုးမှမဆိုအသက်ကိုချန်ထားခဲ့လို့မရပါဘူးနေရာတိုင်းလူတိုင်းအပေါ်မှာထားရှိရမယ့်စီကံလို့ဆိုနိုင်တယ်လို့ကိုချင်းစာတရားနဲ့လည်းသက်ဆိုင်နေမယ်ထင်ပါတယ်အသက်ရှိဖို့အတွက်လိုအပ်တဲ့အချက်ကသူ့နေရာမှာငါသားဆိုရင်ဆိုတဲ့အတွေးမျိုးလေးတွေတွေးပေးတတ်ဖို့လိုပါတယ်ဥပမာဆိုကြပါစို့ကိုကပင်ပန်းဖန်တီးထားတဲ့အရာတစ်ခုကိုသူများတွေကအလွယ်တကူလိုက်လုပ်ပြီးအတုံးချသွားရင်ကိုဘယ်လိုခံစားရမလဲကိုအရန်ချစ်ရတဲ့သူတယောက်ကိုသူကစလိုက်ကြော်သွားရင်ကိုဘယ်လိုခံစားရမလဲကိုမခံစားနိုင်ဘူးဆိုရင်သူများအပေါ်ကိုလည်းအဲ့ဒီလိုမလုံမိစေနဲ့ပေါ့ကိုကြည့်ဝတ်ဟာရိုးရှင်းလေးပါကိုမကြိုက်တဲ့အရာကိုသူများအပေါ်မလုံမိဖို့ပါပဲဒါတွေကမပြောလဲနားလည်ထားရမယ့်အရာဖြစ်ပါတယ်အချင်းချင်းစာနားလည်မှုအပြန်အလှန်လေးစားမှုဆိုတာတွေနဲ့တိဆောက်ထားရတာဖြစ်လို့လူဂုဏ်သိက္ခာအတွက်အခြေခံအကျဆုံးဖြစ်ပါတယ်ဘယ်သူမှပြောမပြလဲနားလေထားတဲ့ကျင့်ဝတ်တွေကအများကြီးပါပဲပစ္စည်းရောင်းတဲ့ဆိုင်တွေကိုဘယ်ကနေပစ္စည်းလက်ကားယူရောင်းတာလဲလို့မမေးတာကလည်းကျင့်ဝတ်ဘလောက်ရင်းနှီးပါစီသူများပြောမပြခြင်းနဲ့ကိုကြီးကိုတာအတွင်းရေးကိုအတိတ်မမေးတာလည်းကျင့်ဝတ်သူများရဲ့ဖန်တီးမှုတွေကိုပုံစံတူကူးချတာမလုပ်တာလဲကျင့်ဝတ်အစသဖြင့်ပေါ့ကျင့်ဝတ်တွေကိုနားလည်ဖို့ဆိုတာကစင်းရတာချမ်းသာတာအတန်းပညာတက်တာမတက်တာနဲ့မဆိုင်ပါဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးစင်ကျင်ုံတရားရှိတာမရှိတာကိုချင်းစာတရားရှိတာမရှိတာတွေနဲ့သာသက်ဆိုင်ပါတယ်အသက်နဲ့ပတ်သက်လို့ဒီနေ့ကြုံရတဲ့ဖြစ်ပျက်လေးတစ်ခုဆိုရင်ညာနာတို့တင်ယူနေတဲ့ဓမ္မစာပေသင်တန်းကျောင်းတစ်ခုရှိပါတယ်စတင်ထူထောင်ခဲ့တာ10စုနှစ်နှစ်ခုကျော်ကြာခဲ့ပြီးအခုထိထင်ရှားရှိနေသေးပါမကြသေးခင်လပိုင်းလောက်ကအဲ့ဒီသင်တန်းကျောင်းနဲ့နာမည်တထရတဲ့တလုံးစာလုံးတစ်လုံးတောင်မလွဲတဲ့နောက်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်မတော်တဆမရည်ရွယ်ပဲနာမည်တူသွားတာမျိုးမဟုတ်ပါဘူးအဲ့ဒီလိုဓမ္မအတိုင်းဝိုင်းမှာအသက်မရှိတာတွေတွေ့လာရတော့တော်တော်စိတ်မကောင်းဖြစ်မိသလိုတခြားစီးပွားရေးလောကမှာဆိုဒါမျိုးတွေဘလောက်တောင်ဆိုးရနေမလဲမတွေးရလောက်အောင်ပါပဲကိုယ့်ရဲ့လုပ်ရတိုင်းဟာကိုယ့်ရဲ့ဂုဏ်သိက္ခာဖြစ်ပါတယ်ကိုယ့်ရဲ့အသက်ဟာကိုယ့်ဂုဏ်သိက္ခာကိုဖော်ပြနေတာဖြစ်လို့ဘဝနဲ့ပါသက်ဆိုင်နေပါတယ်အသက်ရှိနေတိုင်းဒါကအမားကိုရှောင်ယုံတယ်မဟုတ်ပါဘူးဂုဏ်သိက္ခာကိုပါတိဆောက်လိုက်တာပါနေရာတိုင်းမှာအသက်ရှိလာတဲ့အခါဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုရင်ကိုလေးစားမှုကိုကျင့်ဝတ်သိက္ခာရှိနေထိုင်တာကကိုလေးစားမှုရှိလာစေပါတယ်အသက်ရှိလာတာနဲ့အမျှကိုယုံကြည်မှုရှိလာပါတယ်လက်ပြလုံးနိုင်လာတယ်ကိုတန်ဖိုးတွေကိုပိုးပြီးကိုယူတက်လာပါလိမ့်မယ်တခြားသူတွေစီမှာလေးစားမှုဘယ်သူမဆိုကျင့်ဝတ်ရှိရဲ့သူနဲ့အလုပ်တွဲလုပ်ချင်ပါတယ်အပေါင်းအသင်းလုပ်ချင်ပါတယ်အလုံးမှာအလုံးနဲ့သက်ဆိုင်တဲ့ကျင့်ဝတ်ရှိမှအဆင်ပြေနိုင်တယ်လို့ပေါင်းတင်ဆက်ဆံရေးမှာလည်းမိတ်ဆွေပြီးသားတဲ့ကျင့်ဝတ်ရှိမှဆက်ဆံရေးမှာခိုင်မြဲနိုင်မှာပါဥပမာကိုမိတ်ဆွေကကိုယုံကြည်လို့ပြောတဲ့စကားကိုသူများကိုပြန်ဖောက်တယ်မချဒါမျိုးပေါ့ဒါကလည်းမိတ်ဆွေကျင့်ဝတ်ထဲကတစ်မျိုးပေါ့ပုံမကောင်းမွန်တဲ့ဂုဏ်သတင်းတစ်ခုမှာစစ်မှန်တဲ့ original တွေစီကထွက်ပေါ်လာနိုင်တာပါအတူပါဂုဏ်သတင်းဆိုတာရှိလာနိုင်ဖို့ခက်ခဲပါတယ်အောင်မြင်တဲ့နေတဲ့အရာတစ်ခုကိုအတူအပလို့ဂုဏ်တက်မလာပါဘူးလိုက်တူပသူကသာဂုဏ်သိက္ခာကျဆင်းသွားရမှာပါခုနေ့ကကုံစုံဆိုင်တစ်ခုမှာမုတ်ဝေသွားတော့ဟုတ်သွားဝယ်လိုက်တဲ့အခါနာမည်ရှိတဲ့မုတ်တစိတ်တစ်ခုကိုတူပါပြီးနာမည်ကအစားဒီဇိုင်းကာလာအနေထားထပ်တူနီးပါတူအောင်လုပ်ထားတဲ့ထုတ်ကုန်အသစ်တစ်ခုကိုတွေ့ခဲ့ရပါတယ်အဲ့ဒီလိုလုပ်ထားတဲ့အရာတစ်ခုကိုဝယ်ယူဖို့ရောင်လို့တောင်စိတ်မကူးမိပါဘူးအောင်မြင်နေတဲ့အရာတစ်ခုကိုစင်တူရိုးမလုပ်ရင်အဲ့ဒီနီးတူအောင်မြင်မှုကိုလွယ်နဲ့ရလာမယ်ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီလိုလုပ်လိုက်တဲ့အခါ impression တောင်းသွားပြီးရှိနေတဲ့ပုံရိပ်ကို
ပဲထိုးဆင်းကြသွားမှာပါနာမည်ကောင်းတစ်ခုကဘယ်နယ်ပဲရောက်အလိုအဆုံးအရာပါဂုံတိတ်ခါရှိနေထိုင်သူကသာနာမည်ကောင်းတစ်ခုကိုရေရှည်တည်ဆောက်ဖို့ရနိုင်မှာဖြစ်ပါတယ်စစ်မှန်မှုမရှိရင်ဘယ်နေရာမှကြာရှည်ရက်တည်လို့မရပါဘူးဒါကြောင့်လူအဖွဲ့အစည်းအပေါ်အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေဖို့အသင့်မရှိတဲ့အရာတွေကိုရှုတ်ချတတ်ဖို့နဲ့အသင့်မရှိတဲ့သူတွေကိုထောက်ခံအားပေးတာတွေမလုပ်မိဖို့ကအရေးကြီးဆုံးပါအဲ့ဒီအတွက်တစ်ခုလေးပဲလိုတာပါသူ့နေရာမှာငါသာဆိုရင်ဘယ်လိုခံစားရမလဲဆိုတဲ့အတွေးလေးတွေတွေးပေးတတ်ဖို့ပါပဲ